အော်ဟုတ်ကဲ့ ကားလေးကြည့်ကြင်လို့ အရပါတယ်ဗျဘယ်နှပေးရလဲ 16ပေအမှန်နဲ့ရလို့ချင် 16အမှန်နဲ့ဆိုအမဟိုကျူရှိမယ် national ရှိမယ်အားရှိမယ် ဘယ်ကားအကောင်းတာအကောင်းဆုံးကားလို့ချင် ဟိုအမြင့်ဆုံးနဲ့အင်းကြီးအကြီးဆုံးကြိုက်တယ်ဆိုတော့ကျွန်တော်ဒီကောင်လေးတစ်ချက်ပြော ဟုတ်တစ်ချက်လိုက်ပြပြပါ အဲ့တော့မှမော်ဒယ်2012ဖြစ်တယ်ကျူလန်းနဲ့ရှေလေးရမှန်တယ်အင်းကြီးပြည့်180ကားချောလေးဖြစ်တယ် ဈေးရ ဈေးကတော့အမဒီကောင်2000ကျော်တော့သွားမှာ ဟုတ်အင်ဂျင်လေးတစ်ချက်ပြပြပါ ဟုတ်ရတယ်ဒီကောင်လေးကတော့မှအင်ဂျင်ဘီ180လေးနဲ့ဖြစ်တယ်ပြီးတော့ရေတောင်ပေါ်တွေအတွက်လည်းဘင်းကြီးပြန်နေပါလိမ့်လဲပါပြီးသားပေါ့လက်တင်မောင်းမယ်ဒါကတော့ရေတိုင်းကြီးပါနောက်ထပ်ဂျားကြီးတိုင်းကြီးခေါ်မှာပေါ့မင်းမြန်အတွက်တည်တဲ့လောက်ထားတယ်ပြီးတော့အိုက်ကောင်လေးကအဲ့မှာဝိုက်ကူလာထောင်လေးနဲ့လည်းဖြစ်တယ်ဒါကတော့သူ့ရဲ့ original မီးစဖားစေအောက်ကဟောက်ထားပြူထားဆက်ထားတာဘာမှမရှိဘူးဒါအပူကစိုးစားနဲ့တူပါပဲဒီအောက်ကလည်းအဆွေးပါညာဘာမှမရှိပါဘူးဒါတစ်ချက်တော့ဖြစ်တယ် ဟုတ် ဒါလေးဆိုလဲဈေးပါညာလောက်ထားတာပါဘာမှမရှိပါဘူးဒါလေးကတော့မှရင်စပြီးသားပေါ့ကျွန်တော်ဒီမန်လေးကညနာမှာရင်စပြီးသားဖြစ်တယ် correction ကောင်းလေးနဲ့ပေါ့ဒါတော့သူ့ရဲ့ frame chassis ပါဒါတော့သူ့ရဲ့အတွင်းကနေပါမှာကြောကအပြည့်ပါတယ်ကျာလက်တင်ခုံလေးလည်းပါတယ်ပြီးတော့စပြခွက်လိုပါလေးလည်းပါပါတယ်ကျာခွက်တွေရောအကုန်ဆုံးပါပါတယ်ပြီးတော့ဒီကောင်ကဘောစာအုပ်စင်လေးရောပါပါတယ်နှစ်ဖက်ပါမော်ဒယ်မြင့်ဆိုတော့နှစ်ခုပါတယ်ပြီးတော့ဒါကကျွန်တော်ကာညနာမှာရင်စစ်ပြီးသားသူ့ရဲ့ရုပ်ချက်စီပါလေးကတော့တကားချက်စီလေးပါအကုန်တကားချက်စီရောရုပ်ချက်စီရော frame ချက်စီရောသုံးခုလုံးအကုန်တူတူပါပြီးတော့ဒီကောင်က custom grade ဖြစ်တော့သူ့ရဲ့ custom မှာပါတယ်အကောက်ကမီလီတွေလည်းပါပါတယ်ပြီးတော့သူ့ရဲ့ custom original အခြေချဖုန်းလိုမျိုးပါလေးပါပါတယ်ဒါတော့ custom grade မှာပါတယ်ကားလေးတွေလိုမျိုးပတ်မှန်အတွင်းချိန်နေရလေးပါစီတိုင်းကနှလုံးပါပါတယ်ကျွန်တော်တောင်ပေါ်မှာလဲသွားတာဆိုတော့စီတိုင်းနှလုံးထည့်ထားတာပါဒီကောင်နှလုံးတော့ကလည်းရှင်းတော့ချိန်ပြီးတယ်ကြာဘာကတ်တဲ့ရလေးပါပါတယ်ဒီကောင်လေးကတော့သူ့ရဲ့ကောင်တာ၄တန်ဝယ်တန်းကြီးဖြစ်ပါတယ်ဖရင်လည်းပေါ်ပူပြီးသားဖြစ်တယ်ကောင်တာ၄တန်ဝယ်ဆိုတော့အမုန်းမနေအမုန်းသုံးလို့ရပါတယ်ကောင်လေးကအလူမီနီယံဘော်ဒီလေးနဲ့တောင်းဆယ်လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်ရိတ်ချေစာတင်တဲ့လူတွေပါတယ်တော့လည်းအဆင်ပြေပါတယ်ဘာလို့ဆိုတော့ဒီဘော်ဒီချပြီးတော့ပြောင်းပတ်တာလေးလည်းတက်ပြီးသားပါတယ်တော့ဒီမှာရှိပါတယ်ရတကယ်လို့ဒီချားကောင်ဝါမဖြစ်ပဲတစ်ဆက်သေးလောက်ချင်တယ်ဆိုတော့လောက်ပြပါတယ်ရမိတ်ဆွေကြီးကိုကြိုက်ပါအဲရလဲ6လုံးလုံးကိုပြူးနဲ့ပန်းနေပါလိမ့်လဲကျန်ပါသေးတယ်6လုံးလုံးအတင်းတင်းနဲ့ရှိပါလိမ့်တယ်ပြီးတော့လေးပါညာလည်းထပ်ပြီးသားပါဒီမင်းတို့ကုံရှင်းရဲ့ကုံနဲ့တန်းတက်သွားလို့လည်းရပါတယ်အတောင်းစင်လည်းဖြစ်ပါတယ်အကုံအတင်းတင်းနဲ့စီထည့်ပြီးမောင်းရုံပါပဲစီအပြေးထည့်ပြီးတော့သွားရင်းတဲ့နေရာသွားလို့ရပါတယ်အင်ဂျင်ပါညာလည်းလဲပြီးသားပါလက်ရှိသွားနေတဲ့ကားဖြစ်တဲ့ပေါ်မှာတရားရခိုင်တော့ဘာမှထည့်ရမလို့ပါဘူးတစ်ချက်ဖိုးလည်းထည့်ရမလို့ပါဘူးသူ့ရဲ့ခွာကုန်တွေကစားအကြီးကြီးဖြစ်ပါတယ်။ပေါင်မျိုးတွေကလမ်းကြောတွေမှာတော့တော်တော်များများလည်းတွင်ကျယ်အသုံးပြုလာပါပြီ။ပြီးတော့တော်တော်များများလည်းအကြိုက်တွေ့ကြပါတယ်။ဘာလို့လဲဆိုဒီကောင်တွေကရှေလေးအမှန်နဲ့ကို frame ကြီးကလည်းအထူးကြီးဖြစ်ပါတယ်။ကျွန်တော်ခါစားဘူးလည်းထိုင်ပြီးသားဖြစ်တယ်။လေဦးလည်းထိုင်ပြီးသားဖြစ်တယ်။လေဦးကလည်းဒီကောင်အိုးကြီးနေတာခါစားဘူးလည်းထိုင်ပြီးသားပါ။ဒီကောင်မှာပါတဲ့စတီးတူးပေါက်လေးလည်းပါပါတယ်။ grade ဖြစ်တော့ကျွန်တော်မမှန်နှစ်ပတ်စလုံးပါပါတယ်နှစ်ပတ်စလုံးအတွင်းလေးတွေကမှန်လေးတွေကစအကုန်ချိန်ပြီးတော့ကြည့်လို့ရပါတယ်တက်တန်းက2026 17လပိုင်းဒီတက်တန်းကျန်ပါသေးတယ်အသင်းနီးပါးကိုကျန်ပါသေးတယ်ဗျာဟောဒီကရှိရင်းနှကောင်အကုန်လုံးလောင်နေဆိုတော့ဒါမျိုးမျိုးပြင်သွားလို့ရပါတယ်အဆင်ပြေပါတယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကအတွင်းကတများခင်းနေဆိုတော့ကျွန်တော်တို့CP ပါတင်တဲ့လူတွေစီတိုက်တဲ့လူတွေမှာတင်တဲ့လူတွေပါလိကြတော့အဆင်ပြေပါတယ်အကြိုက်တွေ့ကြပါတယ်ပြီးတော့ဒီကောင်လေးက model 2007နဲ့ရှေ့လေးမှာ 4B တန်းကအင်ဂျင်180ကြီးနေဆိုတော့ကားတွေထဲမှာတော့တော်တော်ရှားပါတယ်နံပါတ်တန်းလည်းမြင့်တယ် model လည်းမြင့်တယ်ဒီရင်စပီးသားလည်းဖြစ်တော့ဒီကောင်မန္တလေးနယ်ဝင်မီသားဖြစ်ပါတယ် MDY နဲ့ထွက်မှာပါဒီရုပ်ဒီတိုင်းသိအောင်ဒီတိုင်းပေါက်ပါတယ်ဒီကောင်ရှေ့ရင်ဝိတ်တင်လို့တဲ့ပုံမှာမျိုးလေးမျိုးပြင်သွားလို့ရပါတယ်ဘူအိုင်းရဲ့တခါလေးပေါက်ပါတယ်ဒါဆိုမှဒါနဲ့ပတ်သက်လို့အသေးစိတ်ထပ်ပြီးသိချင်မေးမြန်းလို့ပါကကျွန်တော်ရဲ့ Facebook page မှာလည်းမေးလို့ရပါတယ်
TikTok CV နဲ့လာရောက်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ် Viber အနေနဲ့မေးလို့ရပါတယ်ဆက်ပြရမယ့်ဖုန်းနံပါတ်လေးကတော့9689594666ဖြစ်ပါတယ်ခင်ဗျာအခြားသော10ပေ12ပေ14 16 20ပေအထိကားများကိုတနေရာထဲမှာစုံလင်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့လမ်းလိပ်စာလေးကတော့88ရန်မန်းလန်းဟောင်းရန်ကုန်မလေးဝိုင်းဘက်အရှိပါပေါ့ဗျာခွန်တောင်းကာကွယ်လန်တဲ့တောင်းပါကြည့်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ